ဆိုင်လို့ပြောနေလေငါလက်ကိုလွတ်လေနင်ကိုလက်လွတ်ခိုင်းနေရမကြောက်လားတောင်းမှန်လိုက်နင်ကိုတောင်းမှန်လို့ငါပြောနေတယ်လွတ်စမ်းပါတောင်းမှန်ပါလေဒါငါ့ရဲ့အမှားပါငါအရှုံးသမားတယောက်ရဲ့သမီးပါအဲ့တော့အားလုံးတောင်းမှန်ပါတယ်ကွဲအောင်အကိုရှိုးသားအကိုရှိုးသားအကိုအဆင်ပြေရဲ့လားနင်အဆင်ပြေရဲ့လားကွဲအောင်ဟာဟေးချီပိုင်ချောင်းငါနေကိုမှတ်ထားတယ်အော်အကိုရရဲ့လားတတိကောင်းလေကွဲအောင်ခဏနေပါဦးပြောပြီးပြီလေငါရွှေရွှေနဲ့တမီးမဟုတ်ဘူးလို့ငါဘာလို့လိုက်ခေါ်နေရလဲကွဲရဒါကနေအတွက်ဆရာပေးလိုက်တဲ့မုံမိုးပဲပြီးတော့ဆရာငါသူနဲ့ဘာမှမပတ်သက်ချင်တော့တာနေဘာလို့ငါနောက်ကိုလိုက်ပြီးတော့ငါ့ကိုနှောက်ရှက်နေရလဲနေရသူ့ရဲ့တပည့်ပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်အဲ့ဒီကိစ္စတွေကငါနဲ့ဘာမှမဆိုင်တာကြည့်ပါချာနင်မျက်နှာကထပ်မတွေ့ချင်ဘူးနော်ဒီလိုမျိုးချမ်းမြေစုကိုတော့မလိုချင်တော့ပါဘူးမလိုအပ်ပါဘူးစုကိုလုံးဝမယူတော့ပါဘူးလာတော့ပြန်ချင်းပေးနေချင်းပေါ့ဘာလို့အတင်းကုန်နေရလဲလွတ်ပြလို့ဘာပြန်ချင်းပေးဘူးဘာလို့တော့တင်းကုန်နေရလဲအမေလွတ်ပြလို့တော့ပြန်ချင်းပေးဘူးဘယ်လိုပြစ်နေရလဲမင်းကနေလိုက်ခဲ့ဒီတင်တဲ့ရောက်တက်လို့မေးဘာအကျိုးမှရှိမှာမဟုတ်ဘူးမင်းခုချိန်အိမ်လိုက်ခဲ့ရှီရှန်နေဆိုအဲ့လိုပဲအဲ့လိုဂိမ်းနဲ့ပြစ်ကွာအဲ့ရောပြစ်ဟုတ်တယ်ပြစ်လိုက်ကဲပါတော်သွားမလားတော့အိမ်ပြန်မလားဟာတော်လာပါတော်မင်းတို့တော်ပြောနေဘာဖြစ်နေကြလဲရှီရှန်နေဆိုအဲ့သူပဲသူကြောင့်ဖန်တရားကိုစူပလားမရတာသူဂိမ်းနဲ့ပြစ်ကွာပြစ်အဲ့လိုလုံးဝရှင်းလို့မရဘူးပြစ်ကွာလာကားလူကြီးသွားကဲတော်ပြီတော်ကြတော့လာအိမ်ကိုပြန်မယ်ဘာဖြစ်နေကြလဲတော်လို့ပြောနေလေတော်ပါပြီပြောလို့ဆိုလည်းဘယ်လိုဖြစ်နေကြလဲကဲလာချင်းတို့လည်းလာចောင်းစားကြီးလုံးအောင်ပါလာသွားမယ်ဆရာဘာဖြစ်သွားသေးလဲဘာဖြစ်ပါဘူးဆရာသူတို့ပြောရတယ်ကိုခေါင်းထဲထည့်မနေနဲ့အဲ့ဒီဖန်းထင်အောင်ကိစ္စဆရာနဲ့ပါဆိုင်လို့လေဆရာဒါသမီးလောက်လိုက်မယ်လေဆရာအခန်းပြန်ပြီးတော့နားလိုက်ပါအဲ့ဒီမှန်နေရလက်ကိုမရှာစေနဲ့အောင်နော်ခဲညင်ဒီထည့်ရမှာလားရှာလကာကြီးထည့်ရမှာလားငါရင်းချက်တာပဲကောင်းတယ်နင်ကဘာလို့လှုပ်နေရလဲငင်းနေလေနင်းကြောင့်ငါဆရာအားရှိလာရင်ငါနင်းရဲ့ကျေးဇူးတွေကိုမမေ့ပါဘူးဟာဆရာချင်းနေဘလို့လဲပုံစံကတော့ကြည့်ရတာမစိုးပါဘူးဒါပါလေအဲ့ဒါကြိုင်ငါသည်လေဒါဆိုရင်တော့ချိုးဝင်မထင်ဘူးဟောဒါနဲ့ပိုင်ချောင်းရှင်မိတိနဲ့ငါးဟင်းရချက်ထားပြီးပြီလေအဲ့ဒါဘာဖြစ်လို့ခရမ်းကျင်သည်ကိုကြက်ဥနဲ့ဟင်းရချက်ရတာလဲအဲ့ဒါခဲညင်သည်ကြက်ဥကြော်ပါအဲ့ဒါကြော်ထားတာဆရာမြည်လိုက်ပါမယ်စားလို့ကောင်းလားကောင်းပါရဲ့မင်းစားကြည့်
ဘလို့နေလဲ ကောင်းပါရဲ့ ကောင်းတယ်ဟဲ့မင်းများစားပိုင်ချောင်းမင်းဆရာတခုပြောမယ်ဆရာအသက်ကြီးနေပြီဒီလောက်ငံတာတွေစားလို့မရတော့ဘူးမင်းကငယ်သေးတယ်အဲ့တော့မင်းမများစား ရပါတယ်ဆရာပဲများစားပါ စားနဲ့ခြုံမှုမှားများထဲတာ ငံလို့လား